မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ။ဇွန်လ4ရက်နေ့မှာကျွန်တော်ဂျာနာခွန်အားယူကြမယ်သတင်းစကားရဲ့ခေါင်းစဉ်ကတော့တလုံးတဝရီဖြင့်ချစ်ဖွယ်ကောင်းသောဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ခဏလေးစက္ကန့်ဆုတောင်းကြပါစို့။ကောင်းကင်ဘုရားရှိတော်မူသောအဖာတာတော်နေ့အသေးကို correction ပေးတယ်။ဤနေ့အသေးနိုင်လေ correction နှုတ်ဘတ်တော်များနဲ့ပို့ဆောင်ပေးသည့်အတွက်ကျေးဇူးတင်ပါတယ်။ correction နှုတ်ဘတ်တော်များအကောင်းဆုံးနားလည်သဘောပေါက်ပြီးအသက်တာနဲ့အလိုတော်တိုင်းအသက်ရှင်နိုင်ဖို့အတွက်နားလည်နိုင်သောဉာဏ်ပညာနဲ့လိုက်လျှောက်အသက်ရှင်နိုင်ဖို့ရန်အတွက်ဝိညာဉ်ခွန်မြတ်ပေးတော်မူပါယေရှုခရစ်တော်ဖခင်နာမ၌ယိုသေးစွာဆုတောင်းပါ၏ပါအာမင်ကျွန်တော်တို့နှလုံးသွင်းမှာနှုတ်ဘတ်တော်မြတ်ကတော့ဟေရှာယအနာဂတိကျမ်းခန်းကြီး55အငယ်9မှာတွေ့ရပါတယ်ဆိုးသောသူသည်မိမိလမ်းကို၎င်းမတရားသောသူသည်မိမိအကြံကို၎င်းစွန့်ပစ်၍ထာဝရဘုရားထံတော်သို့ပြောင်းလဲပါစေထို့သို့ပြုလျင်တနာတော်မူလိမ့်မည်သင်အားဆိုရင်ကိုယ်လမ်းကိုရွေးချယ်ရှောက်နေပြီလားတရားဆိုရင်ဖျားရှင်နဲ့ဝေးနေပြီလားတားမြစ်ထားတဲ့အသီးနဲ့ပွဲလှုပ်စားတော့ဖို့ကြံစီနေပြီလားနှုတ်နဲ့သာဖျားရှင်ထံပြန်လာမယ်လို့ဆိုနေပြီလားယခုသင်ရဲ့အကြံစီတွေဟာဆိုရင်ပြတ်ပြီးတော့မျောလင့်ချက်တွေတည်နေပြီလားသင်တကူတည်းထိုင်ပြီးတော့အထီးကျန်ဖြစ်နေပါသလားအဲ့ဒီစကားဟာဆိုရင်သင်ရဲ့စိတ်လုံးသားအတွင်းကိုပြောနေတာကတော့ကြာနေပြီဖြစ်ပါတယ်ဒါပေမဲ့သင်နားမထောင်ခဲ့ပါဘူးသင်စီကိုရှင်းလင်းပြတ်သားစွာဝင်လာခဲ့ပါပြီထရွေသွားလောဤပြည်သည်သင်တို့ငြိမ်ဝှက်ရအရက်မဟုတ်ဤရက်သည်ညစ်ညူးသောကြောင့်ကြီးစွာသောပျက်စီးခြင်းနဲ့ပျက်စီးရလိမ့်မည်မိခါနာဂတိကျမ်းခန်းနှစ်အငယ်30မှာတွေ့ရပါတယ်သင်ကိုယ်တိုင်ကောင်းမှဘုရားရှင်ထံပြန်လာပါသင်မကောင်းမချင်းခရစ်တော်နဲ့မထိုက်တန်ဝေးနေပါလို့ယန်သူစာရန်ဟာဆိုရင်သင်ကိုပြောနေမယ်ဆိုရင်သင်နားမထောင်ပါနဲ့အဲ့ဒီအချိန်အထိသင်စောင့်နေမယ်ဆိုရင်ဘယ်တော့ခါမှသင်လာရမှာမဟုတ်ပါဘူးစာရန်ဆိုရင်သင်ရဲ့ညစ်ပတ်ပေနေတဲ့ဝတ်ယုံကိုပြစ်တင်နေမယ်ဆိုရင်ကေတင်ရှင်ရဲ့ဂတိတော်ကိုသတိရပါငါထံသို့လာသောသူကိုငါသည်အလင်းမပေရှင်ယောဟန်ခရစ်ဝင်ခန်းကြီး6:39ရန်သူကိုပြောရမယ့်စကားကတော့ခရစ်တော်ရဲ့အသွေးဟာဆိုရင်အပြစ်အလုံးကိုဆေးကြောပြီးဖြစ်ပါတယ်ဒါဝိမင်းရဲ့ဆုတောင်းချက်ကိုသင်ရဲ့ဆုတောင်းချက်လို့ပြန်ပြီးတော့တောင်းလျှောက်ပါအကျွန်ုပ်ကိုစင်ကြယ်စေခြင်းကဟုတ်တုတ်ပင်ညွန့်နဲ့တန်ရှင်းခြင်းမင်္ဂလာကိုပေးသနာတော်မူပါအကျွန်ုပ်ကိုမိုးပွင့်ထက်တာ၍ဖြူစေခြင်းကဆေးကြောတော်မူပါ52ခုမြောက်သောစာလံအပိုင်းငယ်9ယူရလူတွေကိုပရောဖက်ရဲ့တိုက်တွန်းခြင်းစကားမှာထာဝရအသက်ရှင်တော်မူသောဖျားကိုမျှော်ကြည့်ဖို့ဖျားရှင်ကရုဏာတော်ခံယူဖို့ရန်အကြောင်းအားဆိုရင်အနတ္တမဖြစ်စေပါလူအချို့အဆိုရင်စိတ်နှလုံးထက်သန်စွာနဲ့ရုပ်တုတွေကိုစွန့်ပြီးတော့ယေဟောဝါရှင်ထာဝရဘုရားကိုပြန်ပြီးကိုးကွယ်ကြပါတယ်သူတို့ကိုဖန်ဆင်းတဲ့သူရဲ့မေတ္တာကရုဏာတော်နဲ့ကျင်နာသနာခြင်းကိုသိရှိနားလည်လာကြပါတယ်ယူရနိုင်ငံအတွက်အမောင်ကြားရောက်ခဲ့တဲ့နေ့ရက်တွေအတွင်းသစ္စာရှိကြံကျွင်းသူအနှဲငယ်ပဲလွတ်မြောက်ခွင့်ရကြပါတယ်ပရောဖက်ကြီးရဲ့စကားဆိုရင်ပြန်လေပြုပြင်ပြောင်းလဲခြင်းတွေအတွက်ဆုံးဖြတ်ချက်ချဖို့ရန်ဆက်လက်တိုက်တွန်းနေပါတယ်ထိုနေ့ရက်၌လို့ Prophet ဟေရှာယရဲ့သတိပေးစကားမှာထိုကာလ၌လူသည်မိမိကိုဖန်ဆင်းတော်မူသောအရှင်ကိုရည်မှတ်၍ဣသေလအမျိုး၌တန့်ရှင်းတော်မူသောဖျားကိုဖူးမြော်ရလိမ့်မည်မိမိလက်နှင့်လှုပ်သောရစ်ပလင်တို့ကိုမမှတ်ရမိမိလက်ချောင်းနှင့်လှုပ်သောအရာတီးဟူသောအာရှရပင်တို့ကို၎င်းရုပ်တုတို့ကို၎င်းပမာဏမပြုရလို့ဟေရှာယအနာဂတိကျမ်းခန်းကြီး7အငယ်9-8မှာဖော်ပြထားပါတယ်လူများစွာဆိုရင်တလုံးလွှာတွေပေါင်းစည်းထားတဲ့ချစ်ဖွယ်ဖျားရှင်ထောင်သောသိန်းသန်းသောသူတွေရဲ့အကြီးဆုံးခေါင်းဆောင်ကိုအမြဲကြည့်နေရမှာပဲဖြစ်ပါတယ်ဒီနေ့အတွက်ဆင်ခြင်စရာအကြောင်းအရာလေးကတော့ဖျားရှင်ဟာဆိုရင်ကျွန်တော်တို့နောင်တရဖို့ရန်အတွက်ဘာကြောင့်အသေးအတန်တောင်းဆိုနေပါသလဲကိုရောချပေးတဲ့ကရုဏာတော်ကိုအခွင့်ကောင်းယူခြင်းကနေဘယ်လိုရှောင်လွှဲနိုင်မလဲဆိုတဲ့အရာပဲဖြစ်ပါတယ်ဒီနေ့အတွက်ကျွန်တော်တို့ဆင်ခြင်ခွာယူကြမယ့်သတင်းစကားအကြောင်းအရာတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ကြားနာတော့အရောက်ချင်းစီတိုင်းမှာဖျားရှင်ကောင်းကြီးမင်္ဂလာတောင်းချပေးပါစေအာမင်